ဒီဟာလေးကတော့ရှာတိုးပြားလေးဖြစ်ပါတယ်ကျွန်တော်ပရမတ်တရေစေမှုတ်ပြီးသားရှာတိုးပြားလေးပါမျက်နှာချက်မှာကက်မက်ကျွန်းပြားလေးဖြစ်ပါတယ်ခင်ဗျခုလိုကော်ဘက်အစင်းစင်းကော်ဘက်တိုက်ပြီးတော့ချောစမှုဖြစ်အောင်ကျွန်တော်တို့အစင်းစင်းလုပ်ရပါတယ်အခုကျွန်တော်ကော်ဘက်တိုက်နေတဲ့နံပါတ်ကတော့ကော်ဘက်နံပါတ်220ဖြစ်ပါတယ်ကျွန်တော်တို့အခုစီလာမူဘီတာကျွန်းပြားကိုကော်ဘက်ကိုကျနေအောင်ကျွန်တော်တခြားလေးစားပြထားတာပါအခုဒီအပြားလေးကတော့ကျွန်တော်ခန်းစေးမသုံးထားပါဘူးသူရဲ့ပကတိအယောင်လေးပါကျွန်းပြားဆိုတော့ကျွန်းရောင်လေးထွက်ပါတယ်အရင်လဲကြည့်လို့ကောင်းပါတယ်အကျော်သားလေးလည်းဝင်းဆက်ဤဆက်နေပါတယ်ကျွန်တော်ရဲ့ချစ်ပရိသတ်ကြီးကျွန်တော်ပြောမှဆိုမှရှိရင်ကျွန်တော်ကိုခွင့်လို့ပေးပါဒီအနေထားလေးရောက်ပြီဆိုရင်ရပါပြီပြီးရင်တန်ရှင်းလေးလုပ်မယ်အခုမြင်နေရတဲ့အပြားလေးကတော့ခုနကော်ဘက်ထိုက်ပြီးသားကော်ဘက်ပြားလေးပဲဖြစ်ပါတယ်အခုကျွန်တော်ကန်းလေးနဲ့စိတ်မှုတ်ပါမယ်ဝေါဒီဟာလေးကတော့ရှာတိုးပြားလေးဖြစ်ပါတယ်ကျွန်တော်ပရမတ်တရေစေမှုတ်ပြီးသားရှာတိုးပြားလေးပါမျက်နှာချက်မှာကက်မက်ကျွန်းပြားလေးဖြစ်ပါတယ်ခင်ဗျခုလိုကော်ဘက်အစင်းစင်းကော်ဘက်တိုက်ပြီးတော့ချောစမှုဖြစ်အောင်ကျွန်တော်တို့အစင်းစင်းလုပ်ရပါတယ်အခုကျွန်တော်ကော်ဘက်တိုက်နေတဲ့နံပါတ်ကတော့ကော်ဘက်နံပါတ်220ဖြစ်ပါတယ်ကျွန်တော်တို့အခုစီလာမူဘီတာကျွန်းပြားကိုကော်ဘက်ကိုကျနေအောင်ကျွန်တော်တခြားလေးစားပြထားတာပါ
အခုဒီအပြားလေးကတော့ကျွန်တော်ခန်းစေးမသုံးထားပါဘူးသူရဲ့ပကတိအယောင်လေးပါကျွန်းပြားဆိုတော့ကျွန်းရောင်လေးထွက်ပါတယ်အရင်လဲကြည့်လို့ကောင်းပါတယ်အကျော်သားလေးလည်းဝင်းဆက်ဤဆက်နေပါတယ်ကျွန်တော်ရဲ့ချစ်ပရိသတ်ကြီးကျွန်တော်ပြောမှဆိုမှရှိရင်ကျွန်တော်ကိုခွင့်လို့ပေးပါဒီအနေထားလေးရောက်ပြီဆိုရင်ရပါပြီပြီးရင်တန်ရှင်းလေးလုပ်မယ်အခုမြင်နေရတဲ့အပြားလေးကတော့ခုနကော်ဘက်ထိုက်ပြီးသားကော်ဘက်ပြားလေးပဲဖြစ်ပါတယ်အခုကျွန်တော်ကန်းလေးနဲ့စိတ်မှုတ်ပါမယ်ဝေါဒီဟာလေးကတော့မုတ်ပြီးသားအနေထားလေးပါကျွန်တော်အနည်းကဲတခြားပြပေးတာပါခင်ဗျဒါမုတ်ပြီးသားအနေထားလေးပါအခုလို့ဒီမောင်တူစေတုံးလုံးကကျွန်တော်တို့စေတုံးနဲ့ပတ်သက်တာကိုအမြဲတမ်းတင်ပေးနေတာမို့follow လေးလုပ်ဖို့မမေ့ပါနဲ့ချစ်မိတ်ဆွေတို့အားလုံးကိုကျေးဇူးပါဗျမျက်နှာကျအလားစမတ်ကြုံပြလေးဖြစ်ပါတယ်စီလာမုတ်ပြီးသားအနေထားလေးပါဒီဟာလေးကတော့မုတ်ပြီးသားအနေထားလေးပါကျွန်တော်အနည်းကဲတခြားပြပေးတာပါခင်ဗျဒါမုတ်ပြီးသားအနေထားလေးပါအခုလို့ဒီမောင်တူစေတုံးလုံးကကျွန်တော်တို့စေတုံးနဲ့ပတ်သက်တာကိုအမြဲတမ်းတင်ပေးနေတာမို့follow လေးလုပ်ဖို့မမေ့ပါနဲ့ချစ်မိတ်ဆွေတို့အားလုံးကိုကျေးဇူးပါဗျ